အားလုံးပဲမင်္ဂလာပါရှင် Forest Coach and Trainer ဆိုင်းမိုင်ဖြစ်ပါတယ်ဒီနေ့မှာကျမတို့ရဲ့ပတ်ဝန်းကျင်မှာတချို့တော့သူတွေမေ့နေတယ်လို့ယူဆရတဲ့အကြံဉာဏ်လေးတစ်ခုကိုမျှဝေပေးခြင်းလို့ဒီဗီဒီယိုလေးကိုပြုလုပ်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီအရာလေးကတော့နောင်လာမဲ့3-4နှစ်မှာလူကြီးနဲ့အားကိုးရတဲ့ဝန်ထမ်းတွေမိသားစုဝင်တွေကုန်မောင်နှမတွေကိုငွေကြေးနဲ့ပတ်သက်တဲ့အပူပင်ကင်းတဲ့ဘဝ financial freedom life ကိုရရှိဖို့ရန်အတွက်သူတို့ကိုအခုကတည်းကနေပြီးတော့ financial မျိုးစေ့ချဖို့လိုအပ်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်မအနေနဲ့အကြံပေးရမယ်ဆိုရင်ယနေ့ခေတ်မှာလူတဦးဟာအနည်းဆုံး financial freedom life ကိုရဖို့ဆိုရင် online business လို့ခေါ်တဲ့ online ပေါ်ကငွေရှာနည်းကိုအနည်းဆုံး2မျိုးလောက်ကတော့တင်ယူထားဖို့တက်မြောက်ထားဖို့လိုအပ်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လူတိုင်းဘဝမှာလိုချင်နေကြတဲ့ financial freedom life ကိုအားလုံးရရှိပိုင်ဆိုင်ကြပါစေလို့လည်းကျွန်မအနေနဲ့ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်